ဘာလို့လဲဘာလို့မှမလဲဒီနေ့တကြံကြပြီလေတကြံကြလို့ရေပတ်တာဘာဖြစ်တာလဲဗျာတကြံကြလို့ရေပတ်တာဘာဖြစ်တာလဲဗျာနေမောဟာလေတကြံကြပါပြီလားတကြံကြပြီလေဒီနေ့တကြံလာပြည့်နေပေါ့ဘာလို့တကြံလာပြည့်နေရှိလို့လားအကျိုးကြအတက်ပြီအေးတကြံကြပြီလားဟုတ်တယ်ဒီနေ့ပါလေတကြံအကျိုးနေဟောမြို့တကြိုမဲနေဘာလို့တကြိုမှာခမည်းတော်မီးရှို့တာပါဟမ်တကြံအကျိုးနေအစဒီနေ့တကြံတကြိုးနေတော့ရောက်သွားပြီဘုရားမလေးအကျိုးပါဆိုပါပဲဘာပြမပတ်နဲ့ငါသေးသွားပြီပြန်လာလားကွာဒီကတော့ပတ်ကပါပေါ့ဗျာမပတ်နဲ့လို့ပဲဘာမှတကြံနေပတ်တာဟုတ်တယ်ကိုလုံးလုံးရလေတကြံအကျုံးမလို့ပတ်တာလေပတ်တာစိတ်ကူးနေတော့ကိုလုံးလုံးရလေဟောဒီခုသားပဲတကြံနှွေးမှုကြီးပဲပဲလူနှုံနဲ့လူရနှုံတာတော့ခမရနှာခေါင်းကမနှုံမင်းပါစေဟုတ်ဟာတာလာပြီးပါညတော့ပဲလားမရတာလားညနာမပဲနဲ့ပြောမမယ်ဘယ်မှမပဲနဲ့တော်မပဲနဲ့လုံးကလည်းစိတ်ဆိုးလားစီစားလားစီစားလားတုံးတယ်ပြောပြဘယ်နဲ့တမမပတ်နဲ့လို့ဘာဒီမလားမသိဘာလို့လဲရေမပတ်နဲ့လို့ပြောနေလေပတ်တာမဟုတ်ဘူးလောင်းတာပတ်လမ်းပဲနဲ့ဘာလို့လဲပတ်လမ်းပြောနေလေပတ်တာမဟုတ်ဖြူနဲ့ထိုးတာဖြူနဲ့ထိုးတာလားအေးနင်းမေဦးလေနင်းမေဖြူနဲ့ထိုးပါသေးဗျာလူတော်ကြီးကြလာပြီလူတော်ကြီး